ကျွန်တော်ဟာတထောင်လုံးမှာအနေရရှိဆုံးအကျဉ်းသားတယောက်ဖြစ်ခဲ့တယ်လက်ထဲကဘောလုံးလေးကိုပစ်တင်လိုက်တိုင်းအဲ့ဒီဘောလုံးကျွန်တော်လက်ထဲကိုတိတိကျကျပြန်မကျလာခင်မှာပဲစပါးစစ်တစ်စိတ်ကိုပိုပြီးစိတ်စားနေတဲ့ငှက်ကလေးတစ်ကောင်ကိုကျွန်တော်အဲ့ဒီဘောလုံးနဲ့ပစ်ချနိုင်ခဲ့တယ်ကျွန်တော်လက်ထဲရောက်ရင်ဘယ်ရာမဆိုတေးစေနိုင်တဲ့လက်နက်တစ်ခုဖြစ်သွားနိုင်တယ်ကျွန်တော်ရဲ့စွမ်းရည်တွေဟာစစ်တပ်ရဲ့အာယုံဆိုင်မှုကိုမကြခင်မှာပဲဆွဲဆောင်နိုင်ခဲ့တယ်သူတို့ကကျွန်တော်ကိုမဖြစ်နိုင်တဲ့လောက်နီးပါးခက်ခဲတဲ့မစ်ရှင်တစ်ခုမှာပါဝင်မယ်ဆိုရင်ကျွန်တော်ရဲ့ထောင်ဒဏ်ကို10နှစ်လျှော့ပေးမယ်လို့ကတိပေးခဲ့ကြတယ်ကျွန်တော်လည်းဘာမှတွန့်ဆုတ်မနေပဲသဘောတူလိုက်တယ်ဒါပေမဲ့ကျွန်တော်ထွက်မပြေးနိုင်အောင်တေချာစေဖို့အတွက်စစ်တပ်ကကျွန်တော်လည်းဘင်းထဲမှာပောက်ကွဲစေတတ်တဲ့ကိရိယာတစ်ခုကိုထည့်သွင်းထားခဲ့တယ်မစ်ရှင်မစတင်ခင်မှာပဲကျွန်တော်ဟာကျွန်တော်ရဲ့အသင်းဖော်တွေနဲ့နောက်ဆုံးတော့ဆုံတွေ့ခဲ့ရတယ်ဒါပေမဲ့သူတို့ရဲ့ကတယောက်မှအားကိုးရမယ့်ပုံမပေါ်ဘူးဥထုတ်ဆောင်ထားတဲ့လူကတော့တစ်ခုခုကိုနင်းမိထားပုံရတယ်စံပင်ဖြူနဲ့လူကတော့တန်းကိုက်ခံထားရတဲ့ပုံပေါက်နေပြီးသူတို့ရဲ့ကတယောက်ကတော့လူတော်မဟုတ်ဘူးသူကလူဝမ်ပူလေရှိုရဲရောတကောင်ဖြစ်နေတယ်အဲ့ဒီနောက်စစ်တပ်ကကျွန်တော်တို့ကိုလေရင်ပေါ်တင်ပြီးပြစ်မှတ်စီကိုဆေးလွတ်ခဲ့တယ်လေရင်မထွက်ခွာခင်လေးမှတင်ပဲနောက်ဆုံးအသင်းဖော်ကရောက်လာခဲ့တယ်သူမပုံစံကတိုက်ခိုက်ရေးသမားတယောက်နဲ့လုံးဝမတူဘူးလေရင်စီးနေတော့မှအခြားလူတွေအားလုံးကနောက်ပြောင်ကြည့်စင်နေကြပေမဲ့ကျွန်တော်တယောက်တည်းပဲတိတ်တိတ်ဆိတ်ဆိတ်နေခဲ့တယ်ဘာလို့လဲဆိုတော့ဒီမစ်ရှင်ဟာနောက်ဆုံးမှာကျွန်တော်ပေါ်မှာပဲမူတည်နေလိမ့်မယ်ဆိုတာကျွန်တော်သိနေလို့ပဲပြစ်မှတ်ဧရိယာကိုရောက်သွားတဲ့အခါမှာတော့ကျွန်တော်အဲ့ဒီလူအူတူတူတွေနဲ့ဆက်ပြီးအောင်အဲ့ဒီခံနေစရာမလိုတော့ဘူးကျွန်တော်ကလေရင်ပေါ်ကနေပထမဆုံးခုန်ချပြီးတမုတ်တရာတွေကိုတန်းတန်းမတ်မတ်ငုတ်ရှိုးသွားခဲ့တယ်ကျန်တဲ့လူတွေကလည်းကျွန်တော်နောက်ကနေကပ်ပြီးလိုက်လာကြတယ်ဒါပေမဲ့ကျွန်တော်မမျှော်လင့်ထားတာကအဲ့ဒီလူဝမ်ပူတွေကရေမကူးတတ်တာပဲသူကပင်လယ်ရေတွေမုန်းပြီးရေမျက်နှာပြင်အောက်ကိုအမြန်ပဲနှိမ့်မြုပ်သွားခဲ့တယ်ကျွန်တော်မှရေထဲငုတ်ပြီးသူ့ကိုကမ်းခြေပေါ်ကိုဆွဲတင်ဖို့ကလွဲလို့အခြားရေးချယ်စရာမရှိခဲ့ဘူးဒါပေမဲ့အဲ့ဒီကောင်ကအန်ရယ်ကိုတိနေကုန်ရတယ်သူကမြေပြင်ပေါ်မှာလဲနေပြီးအသေးဟန်ဆောင်နေခဲ့တာကမ်းပေါ်ရောက်တာနဲ့အားလုံးကတိုက်ခိုက်ရေးပုံစံပြင်လိုက်ကြတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲအသင်းထဲကတစ္ဆာဖောက်တယောက်ပေါ်ထွက်လာခဲ့တယ်ကျွန်တော်တို့ရှိနေတဲ့နေရာကချက်ချင်းပဲပေါ်သွားခဲ့တယ်အခြေအနေဟာချက်ချင်းပဲရုံးရင်ဆန်ခတ်ဖြစ်သွားခဲ့တယ်တက်မှုကစုတ်ခွာဖို့အမိန့်ပေးခဲ့ရင်မဲ့ဌာနချုပ်ကတော့အဲ့ဒီတောင်းဆိုချက်ကိုအပြတ်တက်ညှင်းပယ်ခဲ့တယ်သူမကကျွန်တော်တို့ရန်သူခံစစ်တွေကိုဖောက်ထွက်နိုင်လိမ့်မယ်လို့အခိုင်အမာယုံကြည်နေခဲ့တယ်နောက်တစ်စက္ကန့်မှာပဲဟာလီဆင်းကပထမဆုံးရော့ကတ်တုံးကြီးကိုပစ်ခတ်လိုက်တယ်ဦးထုံးတဲ့လူကလည်းသူ့ရဲ့ဘူမီယန်စောင်းရလက်နက်ကိုလွှဲပစ်လိုက်တယ်အားလုံးကချက်ချင်းပဲရန်သူကိုစတင်တိုက်ခိုက်ကြတော့တယ်ကျွန်တော်တို့ရဲ့အထင်ကြီးစရာကောင်းတဲ့တိုက်ခိုက်ရေးစွမ်းရည်တွေကြောင့်ရန်သူခံစစ်ကိုအမြန်ပဲဖောက်ထွက်နိုင်ခဲ့တယ်ဒါကိုမြင်တော့ကိုကဲမှုဖွဲ့ကအသင်းရဲ့အတမဆုံးတိုက်ခိုက်ရေးသမားကိုဆေးလွတ်လိုက်တယ်သူကသူ့ရဲ့လက်နက်ဖက်စလုံးကိုတကယ်ပဲဖြုတ်လိုက်ပြီးအဲ့ဒီလက်တွေနဲ့ရန်သူကိုယူသွတ်စွာလိုက်ရိုက်တော့တာပဲကျွန်တော်ကိုယ်တိုင်တောင်မြင်ရတဲ့မြင်ကွင်းကြောင့်မင်းတက်သွားခဲ့ရတယ်ကြောက်သားအမျိုးသမီးစစ်တီတော်ကလည်းတိုက်ပွဲတွေကိုပါဝင်လာခဲ့တယ်သူမဟာရန်သူရဟတ်ရင်တစည်းကိုတောင်လူယူနိုင်ခဲ့သေးတယ်ဒါပေမဲ့ကြံရှိနေတဲ့ရန်သူတွေကိုရှင်းလင်းနေတော့မှသူမကကျွန်တော်တို့အသင်းဖော်တယောက်ကိုမတော်တဆတက်မိသွားခဲ့တယ်အခြေအနေကချက်ချင်းပြောင်းပြန်ဖြစ်သွားခဲ့တယ်အသင်းဖော်တွေဟာတယောက်ပြီးတယောက်ကြာဆုံးကုန်ကြတော့တယ်ဒါတွေအားလုံးကိုကျွန်တော်မျက်စိနဲ့တက်အမြင်ခဲ့ရတာတေဘေးကိုကြောက်ရွံ့စိတ်ကကျွန်တော်ကိုအမြန်ပဲလွှမ်းမိုးသွားခဲ့တယ်ကျွန်တော်လှည့်ပြီးသမုတ်တရာစီကိုတက်နိုင်သမျှအမြန်ဆုံးထွက်ပြေးခဲ့တယ်အရာရှိကကျွန်တော်ကိုစစ်မြေပြင်စီပြန်သွားဖို့စက်တိုက်မိတ်ပေးနေရင်ကျွန်တော်ကတော့အမိန့်တိုင်းကိုလစ်လျူရှုခဲ့တယ်နောက်ဆုံးမှာတော့အရာရှိဟာအခြားရွေးချယ်စရာမရှိပဲကျွန်တော်လည်းဘင်းထဲကဘုံကိုခလုံးနေပြီးဖောက်ခွဲလိုက်ရတော့တယ်ပြင်းထန်တဲ့ပောက်ကွဲမှုတစ်ခုနဲ့အတူအဲ့ဒီရုံရင်ဆန်ခတ်မှုဟာနောက်ဆုံးတော့ပြီးဆုံးသွားခဲ့ရတယ်အားလုံးကမစ်ရှင်ကြရှုံးသွားပြီလို့ထင်ခဲ့ကြပေမဲ့စစ်တပ်ကတော့အရန်စီစဉ်တစ်ခုကိုကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်နေတယ်အဲ့ဒီအချိန်မှာပဲအခြားစစ်ကြောင်းတစ်ခုကကန်တက်ဖို့အောင်မြင်စွာဆက်ရောက်လာခဲ့တယ်ဒီမဖြစ်နိုင်တဲ့မစ်ရှင်ဟာစတင်ရုံပဲရှိပါသေးတယ်